ကဲဒီနေ့မှာဘာစားမှလဲဆိုတော့ထမင်းကြော်ရယ်သုံးရည်ကြီးတုပ်ကြီးရယ်တရက်တီးငပိချက်ရယ်ကစွန်းရွက်ကြော်လေးရယ်ငူတီစားတောင်းလေးရယ်ပဲဖြစ်ပါတယ်ဒါလေးကတော့ပဲရစာဟင်းရည်လေးပဲဖြစ်ပါတယ်ခဏနေကြလို့ရှိရင်တဖန်းရွက်ခူးပြီးတော့မှပဲရစာဟင်းရည်ကြီးတွေကိုဆွတ်မှာပဲဖြစ်ပါတယ်အဲ့ဒီရတော့ channel အသီးပင်စားလို့ဒီပါပေါ့နော်ဒါကတော့ shop တွေမှာစူပရိုရွက်ရေပင်ဆုံးရှိပါတယ်ကျူတူတွေတဖန်းရွက်ကလေးခူးပါမယ်တဖန်းရွက်ကလေးခူးဖို့အတွက်တဖန်းရွက်လေးပါပဲရှင်ဒါကတော့တဖန်းရွက်လေးပါတဖန်းရွက်ဒီခူးပါမယ်ဒီခပ်ပါမယ်ဖန်းရွက်ဒီရင်ကုန်ဖန်းရွက်ဒီကရင်ကုန်ပြီပလလောက်ကမလဲဆိုတော့ရှောက်ရွက်လေးလေးခူးပါမယ်တန်း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 သူကဲအခုဆိုလို့ရှိရင်အရန်ကိုဟိုးပြီးတော့မှရတာချီပြီးကျမင်းနေနေတဲ့ဟင်းချိုလေးတစ်ခွက်ရပါပြီရှင်